မင်္ဂလာပါရှင်အပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့45နှစ်မြောက်ကချင်အမျိုးသမီးများနဲ့အထိမ်းအမှတ်ခမ်းနားပြုလုပ်တဲ့သတင်းကချင်မှုရေးစေဝါတိုက်ဖြတ်ရေးအဖွဲ့ကနမတီမြို့မှာမှုရေးစေဝါတွေဖမ်းဆီးရမိတဲ့သတင်းနဲ့တခြားစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ကျွန်မကရှင်းမုံပါဩဂတ်စ်လ19ရက်နေ့မှာကြာရောက်တဲ့45ကြိမ်မြောက်ကချင်အမျိုးသမီးများနဲ့အထိမ်းအမှတ်ခမ်းနားကိုလိုင်ဇာမြို့မှာရှိတဲ့ကချင်အမျိုးသမီးအဖွဲ့ချုပ်ရုံးဖုန်စင်ခမ်းမမှာဒီကနေ့မနက်8:00 နာရီအချိန်မှာပြုလုပ်ကျင်းပခဲ့ပါတယ်။၎င်းခမ်းနားကိုနိုင်ငံရဲ့အခြေအနေမျိုးမျိုးကြောင့်အတူချုံပြုလုပ်ခဲ့တာဖြစ်ပြီးဘဟိုမာတမကတိုင်းဒေသအသီးသီးရဲ့ကချင်မျိုးသမီးအဖွဲ့တည်ရှိရာနေရာတွေမှာလည်း45နှစ်မြောက်ကချင်မျိုးသမီးများနဲ့အထိမ်းအမှတ်ခမ်းနားကိုမိမိအစီအစဉ်နဲ့ကျင်းပပြီးဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။ကချင်မျိုးသမီးများအဖွဲ့ချုပ်အနေနဲ့45နှစ်တိုင်တော်လှန်ရေးကာလတစ်လျှောက်မှာတတောင်တနေရာကပါဝင်နိုင်ခဲ့တာကိုဝမ်းမြောက်ဂုဏ်ယူရပါကြောင်းကချင်မျိုးသမီးများအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့်ဖော်မီအင်ခုမ်ခွန်နာကပြောပါတယ်ကချင်မျိုးသမီးများအဖွဲ့ချုပ်ကို1988ခုနှစ်ဩဂတ်စ်လ19ရက်နေ့ပါကြောင်ရှလော့ရောင်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်နမတီမြို့ကချင်မှုရေးစေဝါတိုက်ဖြတ်ရေးအဖွဲ့ရဲ့2ရက်တာမှုရေးတိုက်ဖြတ်ရေးလှုပ်ရှားမှုမှာနမ်တီစီတန်ရောင်ကျေးရွာအနီးကမှုရေးစေဝါရောင်းဝယ်သူတုံးဆွဲသူတွေကိုမှုရေးစေဝါပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဒေသဆိုင်ရာမှုရေးစေဝါတိုက်ဖြတ်ရေးအဖွဲ့ရဲ့သတင်းပေးပို့ချက်အရသိရှိရပါတယ်။ဖမ်းဆီးထားတဲ့အထက်မှာဆေးရောင်းဝယ်သူတွေနဲ့တုံးဆွဲသူ30ကျော်ပါဝင်ပြီးလက်ဝယ်တွေ့ရှိတဲ့မှုရေးစေဝါတွေကတော့ဘိန်းဖြူဆက်ပြောက်ခွက်နဲ့4ခွက်ဘိန်းမဲတချို့ဆေးပြား4ဘူးနဲ့ယာမ2ထုပ်အပါအဝင်အခြားမှုရေးစေဝါသုံးဆွဲရာမှာအသုံးပြုတဲ့ပစ္စည်းတချို့တင်စီရမိခဲ့တယ်လို့လည်းသိရပါတယ်။ဖမ်းမိထားတဲ့လူ30ကျော်ထဲက3ဦးကိုတော့အာဏာပိုင်တွေထံအပ်လိုက်ပြီးကျန်တဲ့သူတွေကိုတော့မှုရေးစေဝါတိုက်ဖြတ်ရေးစခန်းမှာပဲမှုရေးဆေးဖြတ်ပေးသွားမှာဖြစ်တယ်လို့ကော်မတီကတာဝန်ရှိသူတို့ကပြောပါတယ်။အခုချိန်မှာနိုင်ငံရေးစစ်ရဲမျိုးကြောင့်မှုရေးတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုကောင်းစွာမလုပ်ဆောင်နိုင်တော့တဲ့အတွက်ရောင်းဝယ်သူတွေနဲ့သုံးဆွဲသူတွေပါပေါ်ပေါ်ထင်ထင်ရောင်းဝယ်သုံးဆွဲနေကြပါတယ်။တမျိုးသားလုံးမှုရေးကြေးကြုံမဖြစ်ဖို့အရေးနဲ့ကိုယ့်ရဲ့ရွာကိုယ့်ဒေတာမှုရေးစေဝါကင်းစင်ဖို့ဒေတာခံပြည်သူတွေကလည်းပါဝင်တိုက်ဖြတ်သွားကြဖို့လိုတယ်လို့ဆက်ပြောပါတယ်။ပရော့ယောင်ကျေးရွာမှာမှုရေးတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုစဉ်ဆက်မပြတ်လှုပ်ဆောင်နေတာကြောင့်၎င်းရွာမှာတော့ရောင်းသူဝယ်သူသုံးဆွဲသူတွေလျော့နေလာတဲ့လောက်ရှိနေတယ်လို့သိရပါတယ်။လမ်ပရော့ယောင်ကျေးရွာအနီးဝန်းကျင်ကရွာတွေမှာတော့တိုက်ဖြတ်ရေးလုပ်ငန်းတွေကိုမလှုပ်ဆောင်နိုင်သေးတာကြောင့်မှုရေးစေဝါရောင်းဝယ်သုံးဆွဲသူတွေများနေတယ်လို့သတင်းထောက်အမွန်းကပေးပို့ထားတာပါကချင်လွတ်မြောက်ရေးတပ်မတော်တမဟာ3တပ်ရင်း29ကာကွယ်ရေးနေမြေနဲ့တပ်ရင်း1ကာကွယ်ရေးနေမြေဒေသတွေမှာစစ်ကောင်စီတပ်ဖွဲ့နဲ့ဩဂတ်စ်10နေ့ကစပြီးတိုက်ပွဲဖြစ်တယ်လို့သိရပါတယ်မလိခမြစ်ဖက်ကနေကချင်ပြည်နယ်ဘက်ကိုတက်လာတဲ့စစ်တင်ဘောတွေကိုကူညီနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို KIA နဲ့ KPDF တပ်ဖွဲ့တွေခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့လည်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့အနီးဝန်းကျင်မြလေနဲ့ကောင်းတုံကြားမှာစစ်ကောင်စီဘက်ကကြက်လေရင်3စီးနဲ့ဒုတိယအကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ခမာရ319ဘက်ကနေလည်းစစ်တင်ဘောတက်လာမဲ့မြလေအောက်ပိုင်းတစ်လျှောက်မှာလက်နက်ကြီး90ကျော်ဆက်တိုက်ပြစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ရွှေကူမှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့စစ်သင်္ဘောတွေဟာဩဂတ်စ်လ16ရက်နေ့ကစပြီးဗမော်ဘက်ကိုဆန်တက်နေစေဖြစ်ပါတယ်။ KIA နဲ့ KPDF တပ်ဖွဲ့တွေဘက်ကနေခုခံတိုက်ခိုက်ရမှာတော့ဩဂတ်စ်လ18ရက်နေ့မှာသင်္ဘော3စီးကိုပစ်ခတ်ဖျက်ဆီးခဲ့တာတွေရှိပြီးတေဆုံးသူတွေလည်းရှိတယ်လို့သိရပါတယ်။နောင်လွတ်ဒေတာဆေးစင်းရွာအောက်ဘက်အခြေချနေထိုင်နေတဲ့ရှမ်းပြည်ပြည်သူစစ်နဲ့ခလာရ119တပ်တွေဩဂတ်စ်လ18ရက်နေ့ကစပြီးတိုက်ပွဲဖြစ်ပွားတယ်လို့သိရပါတယ်။ရွာအနီးဝန်းကျင်ဘက်ကိုလက်နက်ကြီးတွေရန်တမ်းပစ်ခတ်တာကြောင့်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။နေ့လယ်7:00 နာရီခန့်ကစပြီးရွာအနီးဝန်းကျင်ဘက်ကို60မမလက်နက်ကြီးရန်တမ်းပစ်ခတ်လိုက်တာကြောင့်လက်နက်ကြီးဟာနမ်ပုတ်ကျေးရွာမှာကြားရောက်ပောက်ကွဲခဲ့ပြီးရွာခန့်9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေဟာ၎င်းကျေးရွာကမဆန်းဆန်းမော်အသက်28နှစ်မတန်တန်းပို28နှစ်ဦးစိန်ကျော်လ44နှစ်ဦးဇော်ဝင်းထွတ်25နှစ်ဦးဝင်းတင်53နှစ်ဦးစိုးလင်း52နှစ်ဇော်မျိုးအောင်28နှစ်စုစုပေါင်း9ယောက်ဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။သတင်းတင်ဆက်ခြင်းပြီးဆုံးသွားပါပြီ။အပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။
။